မျက်နှာတန်းခေါင်အိမ်မပြန်ချင်သေးတဲ့ယိုရင်တယောက်လမ်းဘေးကကားမှန်ကိုကြည့်ပြီးနှုတ်ခမ်းနီဆိုးနေမိပါတယ်ဒါပေမဲ့အဲ့ဒီကားထဲမှာအရန်ချောတဲ့လူငယ်တယောက်ထိုင်နေတာကိုတော့သူမလုံးဝမသိခဲ့ပါဘူးအဲ့ဒီလူငယ်ကယိုရင်ကသူ့ကိုလာပြနေတဲ့အထင်နဲ့မျက်စိမိတ်ပြပြီးကားမှန်ချကစကားပြောဖို့လုပ်တဲ့အချိန်မှာပဲယိုရင်ကလှည့်ထွက်သွားခဲ့လို့လူငယ်လေးကများအလားကားတက်တက်အသေးကွဲကြံခဲ့ရပါတယ်အမှန်တော့ယိုရင်ကရေးစားဟောင်းနဲ့ပြန်ဆင်ပြေမလားဆိုပြီးအလှဆုံးပြင်ဆင်လာခဲ့ရပါဒါပေမဲ့ရေးစားဟောင်းကပြန်တွဲဖို့နေတာမင်္ဂလာဖိတ်စာလာပေးပြီးမင်းကြောင့်ငါလက်ရှိသူတို့သမီးဘလောက်ကောင်းလဲဆိုတာသိသွားတာကျေးဇူးပဲလို့ပြောပြီးဒေါသဆော်သွားခဲ့ပါတယ်ယိုရင်တယောက်စိတ်တူတူနဲ့ရုံးရင်ဆန်ခတ်ဖြစ်ရင်ကားထဲကချောမောတဲ့လူငယ်ကိုပါအမှတ်မထင်ဆွဲထည့်မိသွားပါတော့တယ်အခြေအနေတွေငြိမ်သက်သွားတဲ့အခါမှယိုရင်ကမိမိကိုမိမိအပြုတ်မူလွန်သွားမှန်းသိပြီးရှက်ရှက်နဲ့ချိုလူရဲ့ရင်ခွင်ထဲမှာမျက်နှာဝက်လိုက်မိပါတယ်ချိုလူကတော့သူတို့နဲ့အားကစားရုံတစ်ခုထဲမှာအတူလုပ်တဲ့သူဖြစ်ပြီးယိုရင်ကလည်းသူ့ကိုတိတ်တဆိတ်စိတ်ကူးရင်နေခဲ့တာပါအခုလိုအနေနီးဆက်သွားချိန်မှာခံစားချက်တွေကပိုနဲ့ဆိုင်သွားပေမဲ့မိမိရဲ့မူယူပြီးပုံပြက်ပန်းပြက်ဖြစ်နေတဲ့ပုံစံကိုမြင်သွားလို့ယိုရင်တယောက်နောင်တရနေမိပါတယ်အဲ့ဒီနောက်မှာတော့သူငယ်ချင်းဖြစ်သူရဲ့အကြံပေးချက်အရယိုရင်ကရေးစားဟောင်းရဲ့မင်္ဂလာဆောင်ကိုသွားဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီပွဲကိုအထာကျတက်လန်းနိုင်ဖို့လက်တွဲဖော်ရေးစားတူလက်ရှာရာမှာဘသူမှအဆင်မပြေပဲနောက်ဆုံးအရက်မောင်းရုပ်ရည်ရာပြည့်စုံတဲ့ချိုလူကိုပဲမျက်စိကျသွားပါတော့တယ်ချိုလူကတော့အမှန်တကယ်တော့သူထေးသားဖြစ်ပေမဲ့မိသားစုစီးပွားရေးကိုမဆက်ခံခြင်းလို့အိမ်မပြန်ပဲအားကစားရုံရဲ့ဂျူတီခန်းမှာတိတ်တဆိတ်ခိုးနေတဲ့သူပါအဲ့ဒီရှိုးဝက်ချက်ကိုယိုရင်ကတီးသွားပြီးမင်္ဂလာဆောင်ကိုရေးစားတူအဖြစ်မလိုက်ရင်အလုရှင်ကိုအကုန်တိုင်ပစ်မယ်လို့ချင်းချောက်လိုက်ပါတော့တယ်မင်္ဂလာဆောင်နေ့မှာတော့ချိုလူတယောက်ပေါ်မလာလို့ယိုရင်မျောလင်းချက်ပြက်နေတော့လူကြားထဲကနေမင်းသားတစ်ပါးလိုခန်းညားလုံးနဲ့ချိုလူကရောက်ရှိလာခဲ့ပါတယ်အသက်20တိုင်တခါမှမင်္ဂလေးလက်မကင်ဖူးတဲ့လူပြိုကြီးချိုလူကများယိုရင်ရဲ့ရုတ်တရက်ခန္ဓာကိုယ်ချင်းထိတွေ့မှုတွေကြောင့်စိတ်လှုပ်ရှားပြီးအနေရခက်နေရှာပါတယ်ဒါပေမဲ့ယိုရင်ကစုံတွဲတွေလိုဘလို့နေရမလဲဆိုတာသင်ပေးပြီးနောက်နှစ်ယောက်သားမင်္ဂလာခမ်းမထဲကိုအတူတူဝင်လာခဲ့ကြပါတယ်သူတို့ကိုမြင်တော့မနာလိုဖြစ်သွားတဲ့ရေးစားဟောင်းကယိုရင်ကိုလူပုံလဲမှာနှိမ်ချလောင်ပြောင်ဖို့ကြိုးစားပါတော့တယ်အဲ့ဒီအချိန်မှာပဲချိုလူကကယ်တင်ရှင်မင်းသားကြီးအဖြစ်ဝင်ရောက်လာပြီးအလွန်ယုံမန်းတဆန်တဲ့အပြုတ်မှုတွေနဲ့အဆက်ခွဲဖို့ကြိုးစားတဲ့ဤအစားဟောင်းကိုလူပြက်တယောက်လိုဖြစ်သွားအောင်ပညာပေးလိုက်ပါတော့တယ်မင်္ဂလာပွဲပြီးလို့အိမ်ပြန်ရောက်တဲ့အခါမှာတော့ယိုရင်ရဲ့ခေါင်းထဲမှာချိုလူရဲ့အကြီးပြောအောင်တဲ့အပြုတ်မှုတွေကပဲတွတ်ပြန်လဲတက်ဝင်နေပြီးငါတယောက်ကြားကိုအပိုင်ရအောင်ယူမယ်ဆိုပြီးစိတ်ကူးရင်အိမ်မက်တွေရင်မှုနေပါတော့တယ်ချိုလူကလည်းသူမကိုသဘောကျလို့တိတ်တဆိတ်ဖုံးထဲမှာတပ်ပုံငွေခိုးရိုက်ထားရလို့ယိုရင်ကထင်နေခဲ့တာပါဒါကြောင့်ယိုရင်ကပြုံးစီစီနဲ့ငါပုံရိုက်ချင်ရင်ပြောပါ post ပေးပါမယ်လို့ပြောလိုက်တဲ့အခါမှာတော့ချိုလူကဖုံးကိုချက်ချင်းလူယူပြီးငါဘာပုံမှမရိုက်ထားဘူးဆိုပြီးအထင်လွဲမှာဆိုလို့ဖုံးကိုပါဖွင့်ပြပြီးအပြက်ညင်းလိုက်ပါတယ်အမှန်တရားကဘာပဲဖြစ်ယိုရင်ကတော့မိမိကိုမိမိယုံကြည်မှုအပြည့်ရှိတာကြောင့်ချိုလူကိုအပိုင်ဖမ်းဖို့အတွက်အကြောင်းပြချက်မျိုးစုံနဲ့သူ့ရှေ့မှာပေါ်လာတာထမင်းဖိတ်ကျွေးတာစတဲ့စစ်စင်ရေးတွေကိုစတင်ပါတော့တယ်ဒါပေမဲ့ခက်တာကယောက်ျားဖမ်းတဲ့နေရာမှာဆရာကြားတဲ့ယိုရင်ရဲ့ဆွဲဆောင်မှုနေပြူဟာအားလုံးဟာကြောက်ခဲတုံးလိုအေးဆက်လာတဲ့ချိုလူပေါ်မှာဘာတစ်ခုမှအရာမထင်ပဲအမြဲတမ်းရင်ကျေးစွာညှင်းပယ်ခြင်းကိုပဲခံခဲ့ရပါတယ်စူးစမ်းသမျှတဲရည်တုံဖြစ်နေလို့စိတ်တက်ကြနေတဲ့အချိန်မှာပဲတနေ့တော့အဝတ်လဲခန်းနာမှာအလုရှင်ကအားကစားရုံထဲမှာညဘက်ခိုးနေတဲ့သူရှိနေလို့ဒီနေ့ညရှောင်းတခင်ဝင်စစ်မယ်လို့ပြောတဲ့ကိုယိုရင်ကြားလိုက်ရပါတယ်ချိုလူဂျူတီခန်းမှာခိုးနေတာကိုချက်ချင်းတတိယသွားတဲ့ယိုရင်ဟာသူ့ကိုကာကွယ်ဖို့အတူအဖုံးလန်းဆက်ပေမဲ့အတန်းတင်နေတဲ့ချိုလူကဖုံးမကင်ခဲ့ပါဘူးနောက်ဆုံးအလုရှင်ကဂျူတီခန်းတကားကိုဖွင့်ဖို့လုပ်နေတဲ့သွေးပြက်စရာအခြေအနေမှာယိုရင်ကပဲအထဲကနေထွက်လာပြီးသမီးဒီမှာတိတ်တဆိတ်ခိုးနေတာပါဆိုပြီးအပြစ်အားလုံးကိုပုံအောက်ခံယူလိုက်ပါတယ်အလုရှင်ကလည်းယုံသွားပြီးနောက်တစ်ခါဆိုအလုထုတ်မယ်လို့တတိပေးကပြန်သွားခဲ့ပါတယ်ချိုဦးတယောက်တင်တန်းပြီးလို့ဒီအကြောင်းကိုသိသွားတဲ့အခါမှာတော့ယိုရင်ပေါ်အလွန်တရာအားနာပြီးစိတ်မကောင်းဖြစ်သွားရပါတော့တယ်နောက်ရက်မှာချိုလူကသူမကိုစောင့်နေတာမြင်တော့ယိုရင်ကငါရဲ့ပေးဆက်မှုတွေအရာထင်ပြီးဆိုပြီးဝမ်းသာသွားခဲ့ပေမဲ့အမှန်တော့ချိုလူကအားနာလို့ကတိအတိုင်းထမင်းတနက်နဲ့ကော်ဖီတစ်ခွက်တိုက်ပြီးတာနဲ့ချက်ချင်းနှုတ်ဆက်ထွက်ခွာသွားခဲ့လို့ယိုရင်တယောက်ကြောင်အန်းနဲ့ကြံခဲ့ရပြန်ပါတယ်ဒီလောက်ထိအနစ်နာခံကာကွယ်ပေးခဲ့တာတောင်ချိုလူရဲ့နှလုံးသားကဘာလို့အကြီးမပြောရတာလဲဆိုတာကိုယိုရင်နားမလည်နိုင်တော့ပါဘူးဒါကြောင့်မို့လို့သူမကပဲလမ်းမှာတိုက်ရရင်ဆိုင်ပြီးရှင်းရှင်းလင်းလင်းမေးလိုက်တဲ့အခါမှာတော့ချိုလူကမင်းဘာတွေနေလဲငါသိတယ်ဒါပေမဲ့ငါမင်းကိုစိတ်မဝင်စားဘူးလို့အေးဆက်ဆက်နဲ့ဒုံးတီညင်းပယ်လိုက်ပါတော့တယ်အဲ့ဒီစကားကြောင့်ယိုရင်တယောက်လက်လျှော့ဖို့ပြင်လိုက်ပေမဲ့ငါဒီလိုလူလန်းစားကြီးကိုအလွယ်တကူလက်လွတ်မဖြစ်ဘူးဆိုပြီးဆွဲမလျှော့ပဲအစီအစဉ်အစ်တစ်ခုကိုထပ်မံချမှတ်လိုက်ပြန်ပါတယ်နောက်တစ်နေ့မှာချိုလူကိုမြင်မြင်ချင်းပျော်ရွှင်မြူးထူးစွာနဲ့အနားကိုသွားဖို့လုပ်မှာပဲယိုရင်ရဲ့ခြေလမ်းတွေစက်ခနဲရက်တန့်သွားခဲ့ရပါတယ်ဘာလို့လဲဆိုတော့သူမရဲ့မျက်စိရှိတဲ့မှာချိုလူတယောက်အခြားအလွန်ချောမောလာပါတဲ့လူငယ်တယောက်နဲ့ရှိနေပြီးအဲ့ဒီမျိုးသားကိုအသေးအတန်တင်းကျပ်စွာဖတ်ထားတာကိုမြင်လိုက်ရလို့ပါပဲချိုလူရဲ့မမျှော်လင့်ထားတဲ့ဒီလိုထူးဆန်းတဲ့အပြုတ်မှုကိုမြင်လိုက်ရတဲ့ယိုရင်ဟာအုံမီတောင်မတက်အံ့အားသင့်ပြီးစွန့်သွားရပါတော့တယ်အမြဲတမ်းမိန်းကလေးတွေအပေါ်အေးဆက်ပြီးအခြေရေးမှာကြောက်ခဲလိုခံစားချက်မရှိတဲ့ချိုလူတယောက်တကယ်ရဲ့အခြားမျိုးသားတယောက်ကိုသဘောကျနေတာလားဒါမှမဟုတ်သူတို့ကြားမှာဘလို့ရှို့ဝှက်ချက်တွေရှိနေမလဲဆိုတာကိုသိရှိနိုင်ဖို့အတွက်ယိုရင်တယောက်ထောင်တနေရာကနေမျက်လုံးပြူးသားနဲ့တိတ်တဆိတ်ပုံအောင်စောင့်ကြည့်နေမိပါတော့တယ်သူတို့နှစ်ယောက်ဟာချစ်သူတွေဖြစ်နေကြပြီဆိုတဲ့ကိုပိုင်ကောက်ချက်ကိုချလိုက်ပါတော့တယ်နောက်တစ်ချိန်ချိုလူနဲ့တွေ့တဲ့အခါသူမစိတ်ထဲမှာနှမျောအောင်တမှုအနှဲငယ်ရှိနေပေမဲ့လည်းဒါဟာသူမဘလို့မှပြောင်းလဲလို့မရတဲ့အရာမှန်း
နားလည်သွားခဲ့ပါတယ်ရိုရင်ကနင်မပြောချင်တဲ့ရှုပ်ဝက်ချက်ကိုငါနားလည်ပါတယ်ငါမမြင်သင့်တာကိုမြင်လိုက်ပေမဲ့စိတ်မပူပါနဲ့ငါနင့်ကိုအထင်မသေးပါဘူးနောက်ဆိုသူငယ်ချင်းကောင်းတွေဖြစ်ပဲနေကြစို့လို့အားပေးစကားပြောပြီးချိုလူရဲ့ပခုံးကိုပုတ်ပေးလိုက်တဲ့အခါချအိုလူကမြာကြောင်အန်းနဲ့အနေရခက်ကြံခဲ့ရပါတယ်ရိုရင်ကတော့သူမရဲ့စေတနာစကားလေးကချိုလူရဲ့နှလုံးသားထဲမှာနေရာနှဲငယ်ယူသွားလိုက်မယ်လို့အိမ်မက်တောင်မမက်ခဲ့ပါဘူးရက်နှဲငယ်ကြတဲ့အခါလမ်းစုံမိပွိုင်းမှာမျက်မမြင်ဖိုးအိုတူလမ်းကူးဖို့အခက်အခဲဖြစ်နေတာကိုရိုရင်မြင်လိုက်ရပါတယ်သူမဟာဘာမှမစင်စားပဲချက်ချင်းလက်ပြန်သွားပြီးအဖိုးအိုကိုကာကွယ်ပေးကဘေးကင်းအောင်လမ်းကူးပေးခဲ့တယ်လို့ဖြစ်တန်းသွားတဲ့ကားတွေကိုလည်းယဉ်ကျေးစွာအချက်ပြပေးခဲ့ပါတယ်အဲ့ဒီလိုချစ်စရာကောင်းပြီးအပြစ်ကင်းစင်တဲ့ရိုရင်ရဲ့ပုံစံလေးကိုလမ်းတစ်ဖက်ကစတိုးဆိုင်တွေကနေချဟိုလူတယောက်တိတ်တဆိတ်ငေးကြည့်နေခဲ့ပါတယ်ပထမဦးဆုံးကြိမ်ဖြစ်ရိုရင်ရဲ့ကျင်နာတက်တဲ့စိတ်ထားလေးကိုမြင်လိုက်ရလို့ချိုလူရဲ့မျက်နှာပေါ်မှာအပြုံးလေးတစ်ခုပေါ်လာခဲ့ပါတယ်ရိုရင်ကတော့တစ်ဖက်ကချိုလူဟာအမျိုးသားချင်းချင်းစိတ်ဝင်စားသူလို့တထဲချမှတ်ထားပြီးသူ့ကိုသူမရဲ့အချစ်တော်သူငယ်ချင်းကြီးအဖြစ်သတ်မှတ်လိုက်ပါတော့တယ်ဒီနေ့မှာတော့ရိုရင်ကအဝိုင်းဝန်းတစ်ခုကိုတွားဖို့ရှိလို့ချိုလူစီမှာမိတ်ကပ်လိမ့်နဲ့အကြံဉာဏ်တောင်းခံခဲ့ပါတယ်သူမဟာမျက်လုံးမိတ်ကပ်စတိုင်နှစ်မျိုးစံလိမ့်ထားပြီးဘာဟာပိုလာလဲလို့မေးတဲ့အခါချိုလူကလန့်ပြီးနောက်ဆုတ်သွားခဲ့ပါတယ်ရိုရင်ကမိမိရဲ့ဆံပင်တွေညစ်ပတ်ပြီးအနက်ဆိုးထွက်နေလို့လားဆိုပြီးစစ်ဆေးပေမဲ့ဘာနဲ့မှမရှိရဲ့ရှေ့ဆံပင်တွေရှုပ်ပွက်နေတာကြောင့်ဆံပင်လျှော်ဖို့လုပ်ပါတော့တယ်သူမကချိုလူကိုလှည့်စားတဲ့ပြုံးငယ်ကြည့်ပြီးငါဆံပင်တွေကိုခဏကင်ပေးထားဦးငါရှေ့ဆံပင်လျှော်မလို့ဆိုပြခိုင်းလိုက်တဲ့အခါချိုလူကများထွက်ပြေးခြင်းစိတ်ပေါက်သွားပေမဲ့အရင်ကကျေးဇူးတွေကိုထောက်ထားပြီးငင်ခံနေရှာပါတယ်ဆံပင်၆ခံပြီးနောက်ရိုရင်ကရေမွေးစုပ်ပြီးဆံပင်ရှည်ကြီးတွေကိုနေ့တိုင်းလျှော်ဖို့မလွယ်ဘူးလေဒါကြောင့်ရှေ့ဆံပင်ပဲလျှော်ပြီးရေမွေးနဲ့အနံ့ဖြောက်တာလို့ပြောရဲ့အခါချိုလူကငါအဲ့ဓာတွေမကြားချင်ဘူးလို့ယွန်ရှာရှာနဲ့ပြောရှာပါတယ်နောက်ဆုံးရိုရင်ကဗဘက်မျက်လုံးမိတ်ကက်လားညာဘက်လားလို့အတင်းမေးလို့ချိုလူကစကားဖြတ်ချင်စောနဲ့ဗဘက်လို့ဖြေလိုက်တဲ့အခါညာဘက်မျက်လုံးကမိတ်ကက်တွေကိုဖျက်ချပစ်လိုက်လို့သူမရဲ့မျက်စံလာတဲ့တုတ်ပြန်မှုကြောင့်ချိုလူတယောက်ထပ်မံအံ့အားသင့်သွားရပြန်ပါတယ်အဲ့ဒီနောက်မှာပဲရိုရင်ဟာအဝိုင်းဝန်းပွဲပြတ်သွားပြီးမိသားစုနဲ့စကားများလာတာကြောင့်ကုမ္ပဏီရဲ့အားကစားရုံထဲမှာတယောက်တည်းဝမ်းနေပက်လက်အောင်ငူပြီးအရက်တောက်နေမိပါတယ်အတန်ကြားလို့လာကြည့်တဲ့ချိုလူကရိုရင်ငိုနေတာကိုမြင်တော့ချက်ချင်းသားကိုရောက်လာပြီးသွားကြစို့အဆောင်မိရင်ဒုက္ခရောက်လိမ့်မယ်လို့ပြောတဲ့အချိန်မှာပဲအဆောင်ကတကယ်ရောက်လာပါတော့တယ်အမြန်ပြေးဖို့မလွယ်တာကြောင့်ချိုလူကရိုရင်ကိုထောက်တနေရတဲ့ဆွဲခေါ်ပြီးပုံလိုက်ရပါတယ်မူးနေတဲ့ရိုရင်ကအတန်တွေတွတ်တွတ်အော်နေလို့ချအိုလူကသူမရဲ့ပါဆက်ကိုလက်နဲ့အသားအရာပိတ်ထားလိုက်ရပါတယ်အဆောင်ကတော့မနက်ကလိုပဲတယောက်ယောက်အမိုက်လာပစ်တာနေမှာပါဆိုပြီးထွက်သွားခဲ့ပါတယ်ဘေးရန်ရဲ့ကင်းသွားတဲ့အခါမှချိုလူကတက်ပြင်းချနိုင်တော့ပေမဲ့ရိုရင်ဟာသူ့ရဲ့ရင်ခွင်ထဲမှာအနီးကပ်ဆုံးရောက်နေတာကိုတတိပြုမိသွားပါတယ်ရိုရင်တွက်ကတော့တက်တောင့်တက်တာခံစားချက်ဖြစ်ပေမဲ့ချိုလူရဲ့နှလုံးသားထဲမှာတော့ထူးဆန်းတဲ့ရင်ခုန်တန်တွေစတင်လှုပ်ရှားလာခဲ့ပါပြီနောက်ရက်မှာကုမ္ပဏီကဘောလုံးပွဲပြသတဲ့အစီအစဉ်တစ်ခုပြုလုပ်ခဲ့ပါတယ်ရိုရင်ကဘောင်းကြောင်တိတ်မသိပေမဲ့ချိုလူရဲ့ရိုးရှင်းတဲ့ရှင်းပြချက်တွေကြောင့်ပွဲကိုပျော်ပျော်ရွှင်ရွှင်ကြည့်နိုင်ခဲ့ပါတယ်ပွဲကြည့်ရင်ပြောင်းဖူးပေါက်ပေါက်နိုင်တဲ့အချိန်မှာသူတို့ရဲ့လက်ချင်းအမှတ်မထင်ထိမိသွားတဲ့အခါရိုရင်ကတော့အေးဆေးပဲဖြစ်ပေမဲ့ချိုလူအတွက်ကတော့ရင်ထဲမှာလျှက်စစ်စီးသွားတယ်လို့ခံစားလိုက်ရပါတယ်ဒါဟာသူ့အတွက်လုံးဝအသစ်အဆန်းခံစားချက်ကြီးပါပွဲပြီးမှရိုရင်ကအဲ့ဒီကစားသမားလေးကအရန်ချော့ရပဲလို့စိတ်လှုပ်ရှားစွာအော်ရင်ချိုလူရဲ့ပခုံးပေါ်ကိုမိချလိုက်လို့ချိုလူတယောက်ကြောက်ရွံ့လို့တောင့်တင်းသွားရပါတယ်အဲ့ဒီအချိန်မှာပဲချိုလူရဲ့ကဲတင်ရှင်ဖြစ်ယုံဟီဆိုတဲ့လူငယ်လေးရောက်လာခဲ့လို့ချိုလူလည်းချက်ချင်းထွက်ပြေးသွားပါတော့တယ်ရိုရင်ကတော့သူတို့နှစ်ယောက်ဖက်လှည့်လိုက်တာကိုမြင်ပြီးမိန်းကလေးပရိသတ်တူလို့စိတ်လှုပ်ရှားစွာနဲ့သူတို့ကိုစိတ်ထဲကနေဆူတောင်းပေးလိုက်ပါတော့တယ်ဒါပေမဲ့အမှန်တရားကတော့လုံးဝတခြားစီပါယုံဟီကအစားတွေအလွန်အမင်းစားထားလို့ယောက်ျားချောနှစ်ယောက်လုံးရဲ့ရှေ့မှာတင်သူ့ရဲ့ဘောင်းဘီခါဘက်ကိုရှော့ချလိုက်တာဖြစ်ပြီးဘေးကချိုလူကတော့လက်ဖြတ်သွားခဲ့ရပါတယ်တပြိုင်နက်တည်းမှာပဲရိုရင်ကချိုလူနဲ့ယုံဟီတို့ဟာချစ်သူတွေဖြစ်နေကြပြီလို့ရာနှုန်းပြည့်ယုံကြည်သွားတာကြောင့်သူမရဲ့ပုံရိပ်ကိုဂယုမဆိုင်တော့ပဲလွတ်လွတ်လပ်လပ်ပြုမှုနေထိုင်ပါတော့တယ်စိတ်ဝင်စားစရာကောင်းတာကယုံဟီကရိုရင်ရဲ့အေးဆေးပြီးပွင့်လင်းတဲ့ပုံစံလေးကိုချစ်စရာကောင်းတယ်ဆိုပြီးချက်အီကျူးကရေဘူးလန်းပေးခဲ့လို့ချိုလူတယောက်မနာလိုဝန်တို့စိတ်တွေဖြစ်ပေါ်လာခဲ့ရပါတယ်ယုံဟီကရိုရင်ကိုသဘောကျသွားပြီးစုံတွဲယောဂတန်းတွေစီအထိပါလိုက်လာခဲ့ပါတယ်ယိုရင်ကတော့သူတို့နှစ်ယောက်ကိုအရန်လိုက်ဖက်တဲ့ကောင်လေးနှစ်ယောက်လို့တွေးနေပေမဲ့ယုံဟီကိုယောဂကစားနေတွေတင်ပေးနေတဲ့အချိန်တိုင်းမှာချိုလူကဒေါသတကြီးနဲ့စိုက်ကြည့်နေတာကိုတော့သူမှလုံးဝသတိမထားမိခဲ့ပါဘူးအတန်းပြီးမှယုံဟီကယိုရင်ကိုစောင့်ဆိုင်ပြီးဖုန်းနံပါတ်တိုက်ရိုက်တောင်းကငါနဲ့စီခဏခဏဖုန်းဆက်ပြီးချင်းကျင်လို့ပြောလိုက်တဲ့အခါယိုရင်တယောက်စွန့်သွားရပါတယ်သူမဟာအကြာကြီးစဉ်းစားပြီးနောက်ချိုလူကိုဒီအကြောင်းတွေအကုန်ဖွင့်ပြောပြဖို့ဆုံးဖြတ်လိုက်ပါတယ်သူမဟာတခြားသူရဲ့အခြေရေးကြားထဲမှာမတိစိတ်နဲ့ဝင်ရှုံမိနေတယ်လို့ခံစားရလို့ပါဒါပေမဲ့ချိုလူနဲ့တိတ်တိတ်ရင်ဆိုင်စကားပြောတဲ့အခါမှာတော့စကားတွေထင်ငေါ်ပြီးတခြားအကြောင်းအရာတွေကိုပဲရှောက်ပြောမိနေပါတယ်အသေးအတန်စူးစမ်းပြအီမာဇလန်းစီကိုရောက်သွားခဲ့ပြီးချိုလူကနားထောင်နေတဲ့အချိန်မှာယိုရင်ကငါတယောက်တည်းရှောက်တွေးနေတာထင်တယ်ဆိုပြီးချိုလူကိုအကြောင်းသားထားရိတ်ခဲ့ကထွက်ပြေးသွားပါတော့တယ်နောက်ရက်မှာယုံဟီကထပ်မံချင်းကပ်လာပြီးယိုရင်ကိုကော်ဖီတောက်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်ဒီတစ်ချိန်မှာတော့ယိုရင်ကတိုက်ရိုက်ပဲနင်ငါ့ကိုသဘောမကျဘူးမလားလို့မေးလိုက်တဲ့အခါယုံဟီကပွင့်ပွင့်လင်းလင်းပဲအမှန်တော့ငါနင့်ကိုသဘောကျတယ်လို့ဖြေလိုက်ပါတော့တယ်အဲ့ဒီစကားကြောင့်ယိုရင်တယောက်မျက်နှာတီးသွားပြီးနင်လုံနေရတွေကမားနေပြီလို့ပြက်ပြက်သားသားပြောလိုက်ပါတယ်ယုံဟီကမဝေခွဲနိုင်ပဲဘာလို့လဲလို့မေးနေတဲ့အချိန်မှာပဲယိုရင်ကချိုလူစီကိုဖုန်းခေါ်ပြီးအရေးတကြီးလာခဲ့ဖို့အချက်ပေးလိုက်တာကြောင့်ချိုလူလည်းဘာမှမစင်စားပဲချက်ချင်းပြေးလာခဲ့ပါတယ်အမှန်တော့ယိုရင်ကချိုလူရဲ့ရှေ့မှာတင်ယုံဟီရဲ့ဖောက်ပြန်မှုကိုဖော်ထုတ်ပြီး
အရာအလုံးကိုရှင်းလင်းပစ်ဖို့ကြံရည်ထားတာပါချိုလူရောက်လာပြီးဘာလို့အရေးတကြီးခေါ်ရတာလဲလို့မေးတဲ့အခါယိုရင်ကငါဟန်မဆောင်နိုင်တော့ဘူးဒီနေ့အရာအလုံးကိုအမှန်တိုင်းပြောရမယ်လို့ပြောလိုက်ပါတယ်ယွန်းဟီနဲ့ချိုလူတို့နှစ်ယောက်လုံးကြောင်သွားပြီးမှယိုရင်ကသူတို့နှစ်ယောက်ကိုချစ်သူတွေလို့ထင်နေမှန်းသိသွားကြပါတယ်ယိုရင်ကဝမ်းနဲ့ပက်လက်နဲ့ငါနဲ့ကိုအချစ်ဆုံးသူငယ်ချင်းလို့သတ်မှတ်ထားလို့တတိပေးတာအဲ့ဒီလိုလူမျိုးနဲ့တွဲမနေပါနဲ့လို့ပြောလိုက်တဲ့အခါချိုလူကစိတ်ရှိလက်ရှိနဲ့နေဦးငါတို့ကအမွာတွေလေရုပ်ချင်းမတူတဲ့ကွဲပြားတယ်အမွာညီကိုတွေပါလို့ရှင်းပြလိုက်တဲ့အချိန်မှာတော့ယိုရင်ရဲ့ဦးနောက်ကြီးတစ်ခုလုံးဗလာချင်းသွားပါတော့တယ်ယိုရင်တယောက်ရှက်လုံးလို့မြေကြီးထဲပဲတိုးဝင်သွားခြင်းစိတ်ပေါက်သွားပါတော့တယ်သူမဟာချက်ချင်းပဲတက်စင်ကန်းထဲကိုပြေးဝင်သွားပြီးငါပြီးခဲ့တဲ့ရက်ပိုင်းကဘလောက်တောင်ယူးကြောင်ကြောင်စကားတွေပြောမိခဲ့တာလဲဆိုပြီးချိုလူရဲ့ရှေ့မှာပြုတ်မှုခဲ့သမျှကိုတွေးပြီးတကိုယ်လုံးတွန့်လိန်နေအောင်ရှက်နေမိပါတယ်နောက်တနေ့မနက်မှာယိုရင်တယောက်ဆောင်ကြီးကြုံပြီးအပြင်းမထွက်ရဲပဲချိုလူကိုပါလက်ဆောင်နေပါတော့တယ်တပြိုင်နက်တည်းမှာပဲချိုလူရဲ့နှလုံးသားထဲမှာတော့ပြောင်းလဲမှုတွေစတင်နေပါပြီယွန်းဟီကသူ့ကိုစနောက်ခဲ့ကြတဲ့ကသူ့ရဲ့နှလုံးသားဟာယိုရင်ပေါ်တကယ်ပဲရင်ခုန်နေပြီဆိုတာသူသိလိုက်ရပါတယ်အင်ဂျီဖြူရောင်နဲ့အမြဲတမ်းခံရလုံးတဲ့ချိုလူဟာဗနေရာသွားမင်းကလေးတွေဖုန်းနံပါတ်တောင်းတာကိုယဉ်ကျေးစွာညှင်းပယ်လေးရှိသူပါအရင်ကအကြောင်းပြချက်တက်ဖြစ်ခဲ့ပေမဲ့အခုတော့သူတကယ်ပဲသဘောကျရမဲ့သူယိုရင်ရှိနေပြီဖြစ်လို့အမှန်ကန်ဖြစ်သွားခဲ့ပါပြီခက်တာကယိုရင်ကသူ့ကိုလက်ဆောင်နေတာဖြစ်ပြီးကံကောင်းတာကသူ့ရဲ့အမွာညီလေးယုံဟီကကြားထဲကကူညီပေးခဲ့ပါတယ်အမှန်တော့ယိုရင်ကအမွာတွေဆိုတဲ့အထင်လွဲမှုကိုအခုထိခေါင်းထဲကထုတ်မရသေးရဲ့သူတို့နှစ်ယောက်လုံးကိုမြင်ရင်အရင်ကအရှက်ရစရာတွေကိုတတိယပြီးထွက်ပြေးနေတာပါတနေ့မှာယုံဟီကယိုရင်ကိုငါတို့ကချစ်သူတွေမဟုတ်မှန်းသိပြီဆိုတော့ငါနဲ့ရဲ့ရေးစားဖြစ်ခွင့်ရှိမလားလို့စနောက်ပြီးမေးလိုက်တဲ့အခါယိုရင်လန့်သွားတယ်လို့ဘေးကချိုလူရဲ့မျက်နှာကလည်းမနာလိုစိတ်နဲ့တင်းမာသွားပါတယ်ဒါကိုတတိပြုမိတဲ့ယုံဟီကယိုရင်ရဲ့လက်ကိုဆွဲပြီးရင်းနှီးတဲ့ပုံစံမျိုးနဲ့ထွက်သွားခဲ့ပါတယ်ဒါဟာအားလုံးစီစဉ်ထားတဲ့အကွက်ဖြစ်ပြီးယုံဟီကချိုလူယိုရင်ကိုသဘောကျနေမှန်းသိလို့ကြားထဲကမနာလိုစိတ်ဖြစ်အောင်စွတ်ပေးလိုက်တာပါချေးချေးရမှာအတွေ့အကြုံမရှိတဲ့အေးဆက်ဆက်ချိုလူဟာတယောက်ယောက်ကတုံးမပေးရင်ဘယ်တော့မှဖွင့်ပြောမှာမဟုတ်လို့ပါအဲ့ဒီအကွက်ကတကယ်ပဲအောင်မြင်သွားပြီးချိုလူတယောက်ဖုံးထဲမှာဘလို့အချစ်ဖွင့်ပြောရမလဲဆိုတာကိုအသေးအတန်ရှာဖွေပါတော့တယ်အချစ်ရေးအတွေ့အကြုံမရှိပေမဲ့လည်းသူဆုံးဖြတ်ချက်ချင်းချပြီးယိုရင်ကိုတိုက်ရိုက်သွားရောက်ဖွင့်ပြောပါတော့တယ်ယိုရင်ကတော့နားကြမတဲ့အထင်နဲ့နေရင်ကတခြားလူကိုသဘောကျတယ်လို့ပြောခဲ့တယ်မလားလို့မေးတဲ့အခါချိုလူကပြုံးပြီးဒါကမင်းကလေးတွေလိုက်မလျှော့အောင်ယဉ်ကျေးစွာညှင်းခဲ့တဲ့လက်ကွက်ပါလို့ပြောလိုက်ပါတယ်အဲ့ဒီစကားကြောင့်ယိုရင်ကဒါဆိုငါကလည်းနဲ့အတွက်အဲ့ဒီမင်းကလေးတွေလိုပဲပေါ့ဆိုပြီးစိတ်ကောက်ကလက်ထွက်သွားခဲ့ပါတယ်အမှန်တော့သူမကအရင်ကအချိန်ချင်းညှင်းပယ်ခံခဲ့ရလို့အခုအချိန်မှာကလက်စားချေခြင်းလို့စနောက်လိုက်တာပါနောက်ပိုင်းမှာသူမကဒါဆိုအခုနင်းကငါ့ကိုသဘောကျတယ်လို့ပြောနေတာပေါ့လို့ဆက်လိုက်တဲ့အခါချိုလူကအင်းငါမင်းကိုတကယ်သဘောကျတာလို့အတီးပြောခဲ့ပါတယ်ဒါပေမဲ့ချိုလူကအခြေရေးမှာအူတူတူဖြစ်နေတာကြောင့်ယိုရင်ရဲ့โอเคဆိုတဲ့စကားကိုညှင်းပယ်လိုက်တယ်လို့အထင်လွဲပြီးဝမ်းနေပက်လက်နဲ့ယုံဟီကိုခေါ်ကအရက်တောက်ပါတော့တယ်မူးလာတဲ့အချိန်နဲ့ချိုလူကယိုရင်စီဖုံးဆက်ပြီးမင်းပါကိုဆိုတာလဲမင်းကကိုသဘောကျတာလားငါမင်းကိုသဘောကျတယ်လို့ထင်နေတာလားဘာလို့ဘာမှမပြောရလဲလို့အော်ဟစ်ရင်းနောက်ဆုံးမှာတော့ငါမင်းကိုချစ်တယ်လို့အမှန်ကန်ဖွင့်ပြောလိုက်ပါတော့တယ်အဲ့ဒီအချစ်ဖွင့်ပြောတဲ့ကိုကြားလိုက်ရတဲ့အခါယိုရင်ရဲ့နှလုံးသားလေးတကယ်ပဲအကြီးပြောသွားခဲ့ရပြီးချိုလူတယောက်မိမိကိုတကယ်ပဲအစ်စ်အမှန်ချစ်နေပြီဆိုတာတေချာသွားပါတော့တယ်သူမဟာအလွန်မင်းဝမ်းသာအားရဖြစ်ပြီးအခန်းထဲမှာတင်ပျော်လုံးလို့ကခုန်နေမိတယ်လို့မနှက်ဖြန်ပါအင်ကြီးဝိရမလဲဆိုတာကိုပဲစိတ်လှုပ်ရှားစွာတွေးရနေမိလို့ဖုံးပြန်ဖြေဖို့တောင်မေ့သွားခဲ့ပါတယ်နောက်တနေ့မနက်မှာတော့သူမဟာစောစောစီးစီးပြင်ဆင်ပြီးယုံကြည်မှုအပြည့်အပြုံးပြည့်နဲ့သူတို့တွေ့ဆုံနေရှိတဲ့ဘောလုံးကွင်းစီကိုသွားပြီးချိုလူကိုစောင့်ဆိုင်းနေခဲ့ပါတယ်မကြခင်မှာပဲချိုလူကလက်တစ်ဖက်မှာကော်ဖီပူနောက်လက်တစ်ဖက်မှာကော်ဖီအေးအေးလေးကိုကင်ဆောင်ပြီးယိုရင်ရဲ့စိတ်ချနေလိုက်ရွေးချယ်နိုင်အောင်ယူဆောင်လာခဲ့ပါတယ်ယိုရင်ကချိုစီးစီးမျက်နှာလေးနဲ့နင်းငါရဲ့ဘာကိုသဘောကျတာလဲလို့မေးတယ်အခါချိုလူကရှက်သွေးဖြန်းကမင်းရဲ့ကျင်နာတက်မှုအပြစ်ကင်းစင်မှုလှပမှုအရာရာတိုင်းကိုသဘောကျတာလို့ဖြေပြီးအပြုံးလေးနဲ့ဒါနဲ့မင်းကောငါ့ကိုသဘောကျဘူးလားလို့ပြန်မေးလိုက်ပါတယ်ယိုရင်ကလည်းစနောက်တဲ့အမူအရာလေးနဲ့သဘောမကျပဲနေမလားလို့ပြန်လဲဖြေချလိုက်ရင်းနဲ့ပဲသူတို့နှစ်ဦးရဲ့လက်ပလုံးနဲ့အချစ်ဆက်လန်းလေးဟာပျော်ရွှင်စရာကောင်းစွာနဲ့ပြီးဆုံးသွားခဲ့ပါတော့တယ်